ပြောပြပေးမှာကတော့ကုန်ရောင်းကုန်ဝယ် software မှာပါဝင်တဲ့ function တွေအကြောင်းအကြံပြဖြစ်မယ်ဖြစ်ပါတယ်။ software ကိုစပြီးတော့အသုံးပြုတဲ့အချိန်မှာပထမအဦးဆုံးကုန်စည်ကို register လုပ်ပေးဖို့လိုပါတယ်။ကုန်စည်အပိုင်းမှာကုန်ပစ္စည်းအမျိုးအစား၊တံဆိပ်စတာတွေကိုအရင်ဆုံးဖြည့်ပေးရပါမယ်။ပြီးရင်ကုန်စည်တစ်ခုချင်းစီရဲ့သက်ဆိုင်ရာ category နဲ့ brand အလိုက်ခွဲခြားပြီးတော့ဝယ်စီရောင်းစီတစ်ခါတည်းသတ်မှတ်ပြီးစာရင်းသွင်းပေးရမှာဖြစ်ပါတယ်။နောက်ထပ်ကုန်စည်အပိုင်းမှာပါဝင်တာကတော့ကုန်လက်ကျန်အတိုးအလျှော့ညှိနိုင်မဲ့ကုန်စည်ညှိအပိုင်းဖြစ်ပါတယ်။ကုန်ဝယ်ပိုင်းမှာကတော့ကုန်တင်သွင်းပေးမဲ့ supplier နာမည်နဲ့အတူအဝယ်စာရင်းသွင်းနိုင်ပါတယ်။အဝယ်စာရင်းမှာကုန်ပစ္စည်းပြန်ပို့တာအဝယ်ပေါက်ချာကျွေးကြံကိုငွေလွှဲပေးတာစတဲ့အလုပ်တွေလုပ်လို့ရမှာပါအရှိကကုန်စည်ရဲ့ရောင်းဈေးသတ်မှတ်တဲ့နေရာမှာကုန်တဲ့အမျိုးအစားကိုလိုက်ပြီးဈေးနှုန်းသတ်မှတ်လို့ရတာမို့ကုန်ရောင်းပိုင်းမှာ customer တွေကိုအမျိုးအစားခွဲပြီးတစ်ခါတည်းမှတ်ပေးထားရပါမယ်အယောင်းမှလည်းအဝယ်နဲ့အတူတူပဲလက်ငင်းရောင်းနဲ့အကျွေးပေါက်ချာတွေဖွင့်လို့ရမယ်။ပြန်ပို့စည်းရင်းတွေနဲ့ကျွေးကြံငွေလွှဲတွေလုပ်လို့ရပါမယ်။ဝယ်လိုက်လို့ကုန်သွားတဲ့ငွေရောင်းလိုက်လို့ရလာတဲ့ငွေမဟုတ်တဲ့အခြားဝင်ငွေနဲ့ကုန်ကျစရိတ်တွေအတွက်ငွေစည်းရင်းတွေကအခြားဝင်ငွေနဲ့အသုံးစရိတ်ကိုအသုံးပြုပြီးငွေအဝင်အထွက်မှတ်လို့ရပါမယ်။ကုန်ရောင်းကုန်ဝယ် software တစ်ခုအနေနဲ့ပုံမှန်လုပ်ဆောင်ရမှာကတော့ဒီအထိပါပဲ။စည်းချုပ်အနေနဲ့ဘာတွေကြည့်လို့ရမလဲဆိုရင်လက်ကျန်စည်းချုပ်တွေဖြစ်တဲ့ကုန်လက်ကျန်စည်းချုပ်ကျွေးကြံပေးရန်ရှိစည်းချုပ်ကျွေးကြံရရန်ရှိစည်းချုပ်ငွေလက်ကျန်စည်းချုပ်တွေကြည့်လို့ရပါမယ်။ပြီးတော့အပြင်မှာအသုံးပြုနေတဲ့ငွေဝင်ငွေထွက်ပြတဲ့ cash box အတိုင်း software ရဲ့ငွေစည်းချုပ်ကိုကြည့်လို့ရပါတယ်။အရှိမသွင်းထားတဲ့စာရင်းတွေအားလုံးကိုလည်းစာရင်းချုပ်အနေနဲ့ကြည့်လို့ရပါမယ်။နောက်ထပ်စာရင်းချုပ်ကတော့အသက်တင်စာရင်းချုပ်တွေဖြစ်တဲ့အသက်တင်အဝယ်စာရင်းချုပ်အသက်တင်အယောင်စာရင်းချုပ်စတာတွေပဲဖြစ်ပါတယ်။ကုန်စည် register တင်ပြီးတဲ့အခါမှာ software ကိုစပြီးတော့အသုံးမပြုခင်မှာလက်ကျန်စာရင်းတွေအားလုံးကိုစာရင်းဖွင့်ပြပေးဖို့လိုပါမယ်။ software ကိုထိန်းချုပ်မဲ့စနစ်ထဲမှာဘာတွေလုပ်ဆောင်လို့ရမလဲဆိုရင်ဝန်ထမ်းနာမည်တစ်ခုချင်းစီနဲ့အကောင့်အသစ်တွေဖွင့်ပေးလို့ရပါမယ်။ဝန်ထမ်းတွေရဲ့ level အလိုက်အသုံးပြုခွင့်ပုံစံတွေလည်းသတ်မှတ်ပေးလို့ရပါမယ်။ပြီးတော့ sign လိပ်စာစိတ်ကြိုက်ပြင်ဆင်တာမျိုး printer setting သတ်မှတ်တာမျိုးတွေလုပ်လို့ရပါတယ်။ဟုတ်ကဲ့ပါအခုပြောပြပေးသွားတာတွေကတော့ Orient မှာထုတ်လုပ်ဖန်တီးထားတဲ့ကုန်ရောင်းကုန်ဝယ် software မှာပါဝင်တဲ့ feature တွေပဲဖြစ်ပါတယ်